စီချတော့မယ်ဆိုရင်ကယ်လိုရီအပြင်အခြား short ချစရာအရာလေးတစ်ခုရှိပါတယ်ဗျအစီချတော့မယ်ဆိုရင်အခြား short ချရမယ့်အရာလေးတစ်ခုကတော့စိတ်ဖိစီးမှုဖြစ်ပါတယ်ဗျကျွန်တော်တို့စိတ်ဖိစီးမှုကိုဘယ်ရရနိုင်လဲလူမှုရေးစီးပွားရေးမိသားစုရေးစတဲ့အချက်တွေကတော့လူတစ်ယောက်နဲ့တယောက်ဘဝအခြေအနေချင်းမတူနိုင်တဲ့အတွက်ကျွန်တော်တို့ control လုပ်ဖို့ခက်ခဲပါတယ်ဗျဒါအပြင်တခြားစိတ်ဖိစီးမှုရနိုင်တဲ့အချက်တွေကတော့အစီချတဲ့ချိန်မှာအစားတွေအရန် short စားထားလို့ဘိုက်စားတဲ့ချိန်စိတ်ဖိစီးမှုရနိုင်တယ်အေးကြီးပြက်လို့အေးကြီးမဝလို့အေးတွေပြက်လို့အိတ်ချီမပြည့်လို့အေးမဝတဲ့အချိန်မှာလည်းစိတ်ဖိစီးမှုရနိုင်တယ်လေ့ကျင့်ခန်းအပြင်းထန်ကြီးအလွန်အမင်းအချိန်အကြာကြီးပြုလို့လေ့ကျင့်ရင်လည်းစိတ်ဖိစီးမှုရနိုင်တယ်ဒီလိုအခြေအနေတွေကိုတော့ကျွန်တော်တို့က control လုပ်လို့ရပါတယ်ဗျစိတ်ဖိစီးမှုကို short ချမယ်ဆိုရင်အစားအစာတွေထဲမှာမလိုအပ်တဲ့အစားအစာလောက်ကိုပဲ short စားပြီးတော့လိုအပ်တဲ့အစားအစာတွေကိုသူ့ပမာဏနဲ့သူမိမိရဲ့လိုအပ်ချက်အရဘောင်တစ်ခုတွင်မှာတိုးပြီးစားမယ်အိတ်ချိန်ကိုလည်းပြေအောင်အိမ်မယ်လေ့ကျင့်ခန်းကိုလည်းမိမိ body ကိုနဲ့ကိုက်ညီမဲ့လေ့ကျင့်ခန်းတစ်ခုကိုရွေးချယ်ပြီးစနစ်တကျလေ့ကျင့်မယ်မိမိကိုယ်ဝယ်ရာဘာသာအလိုက်တရားထိုင်ခြင်းအမှုကိုပြုလုပ်မယ်ဆိုရင်လည်းစိတ်ဖိစီးမှုကိုတစ်ဖက်တစ်လမ်းက short ချပေးရရောက်ပါတယ်ဗျ။ဒါကြောင့်အစီချတဲ့ချိန်မှာကယ်လိုရီအပြင်အခြား short ချရမယ့်အရာတွေတခုတော့စိတ်ဖိစီးမှုဖြစ်ပါတယ်ဗျ။ဒီဗီဒီယိုလေးကမိတ်ဆွေအတွက်အကျိုးရှိမယ်အဆင်ပြေမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့ကိုလေးပါ။အစီချဖို့စ조사နေတဲ့သူတွေကို online မှာရောအပြင်မှာပါကူညီနည်းပြပေးနေတဲ့နည်းပြတစ်ယောက်ဖြစ်ပါတယ်ဗျ။